ကရာစရိယာ6နှစ်ကျင်း၍တရားအစစ်ကိုဖွေရှာလုံလာသွေမလျှော့ပါကိုရောတိုင်းအပြင်းမှခံလို့ဖယားဖြစ်ကိုမစစ်ကြံရွယ်က6နှစ်တိုင်းတိုင်းဖွေရှာသို့ပါတော့လဲမသေးကြတရားအမှန်ရနိုင်သောနီလန်းစာကိုဆင်ခြင်ကအကျဉ်းတော်ဖြစ်ပေါ်လာတစ်ဖက်ဆုံးရောက်တဲ့လမ်းကိုရှောင်းငါပဲခွာမြစ်စီမပရိပရာအလေလွန်လမ်းဖြင့်ရှာဖွေရဉာဏ်ပညာပြတ်မှလို့လောက်မြစိတ်မှာထင်မြင်လားထိုတဲ့အခါမိနာနီကောင်းရွာဥရဝေလာတော်ရဲ့အနီမှာသူသာတတ်ကြမြမိတော်ဘာသာစုပန်ကနှစ်စဉ်တိုင်းလာရုပ်စိုးထံလို့လားလောင်းတော်တိတ်တဆာမင်းသားသည်ဒုက္ခရစရိယာလမ်းစဉ်ဖြင့်6နှစ်တိုင်းတိုင်းခက်ခဲပင်ပန်းစွာကြည်ကြံပါတော်လဲဖျားမဖြစ်နိုင်ခဲ့သဖြင့်မြစ်စီမပရိပဒါအလေလန်းလန်းစဉ်ဖြင့်လက်ဝဲလက်ရနှဖျားသောအစွန်းတို့ကိုပယ်ရှားပြီးဖျားဖြစ်ဖွယ်ရာအထုဆယ်ဖြစ်ပေ၏ထိုအခါဥရဝေလာတော်အနီးဒေနာနီကုန်းရွာကတထေသမီးသူဇာတာသည်သားစုပန်ခဲ့တာပြည့်စုံသဖြင့်ရုပ်ကစိုးနမင်းကြီးရှိရာဒေနာနီကုန်းရွာထိပ်ကညောင်မင်းကြီးတို့နှစ်စဉ်ဗလိနတ်စာပူဇော်ပသရလာနေကြပင်ဖြစ်ပါသည်တရားသုံးခုတက္ကရတော်ကျုံကဆုံလာပြီနေမှာဘုရားလောင်းလျာအာယုံချစ်ချုံလင်းစားထုံညောင်မြင်းမှာအရှိရသူမျက်နှာမူ၍သာရွှေစစ်ထိန်ဝင်းတပ်ပေကတင်းတယ်စွာပြီထိုင်နေတော်မူသောအခါတထေးတော်သူစားတာတွေးမျောရှုတာမပုံနာအင်းစီမကိုညောင်မင်းကြီးစီမြန်သွားလို့လားနေရာထိုင်ငယ်ရှင်လေးသုတ်တင်မှာပြောကြတဲ့အခါညောင်မင်းကြီးစီတို့မပုံနာလာပြီသာမဟာတက္ကရတရားသုံးခုနှစ်ပစုံလာပြီနေပြီဒေနာနီကုန်းရွာထိပ်ကညောင်မင်းကြီးရဲ့ပင်ကြီးရင်း၌နာနဲ့စောစောပိုင်းအချိန်တွင်အရှိရတုမျက်နှာမူပြီးအလောင်းတော်ရှင်မြတ်သည်တရားနှလုံးသွင်း၍ထိုင်နေတော်မူပါလေထိုအခါတထေးကတော်သူဇာတာသည်နှစ်စဉ်ကစုံလာပြီနေတွင်ပူဇော်ပတ္တမြတ်ဖြစ်သောညောင်မင်းကြီးစီတို့ပုံနာအမည်ရှိသောကျွမကိုနေရာထိုင်ခင်းများရှင်းလင်းထားရန်စေခိုင်းခြင်းအရာမှတ်ပုံနာသည်နေရာထိုင်ခင်းများရှင်းလင်းရန်အတွက်ညောင်မင်းကြီးစီတို့ထွက်ခွာလာပြီးတော့သည်အလောင်းတော်ညာဗုဒ္ဓမဟာရွှေအောင်စင်းနဲ့တပ်ပဲစွာမတ်ပုံနာမြင်တွေ့လေသောအခါအိမ်တို့လျင်စွာပြန်ပြောလေရာတထေးတော်သူသာတာအလိုမေဝံမြောက်ခါကျေးဇူးတင်လာစွာပုံနာကျွမကိုသာသမီးရာတင်မြောက်လို့ဆုလာများစွာတခုပင်ချက်ချင်းပေးလေတာညောင်မင်းကြီးရဲ့ပင်ပြေအောက်သို့မပုံနာရောက်လေသောအခါရွှေရောင်ဆင်းနဲ့ထွန်းလင်းတောက်ပါသောအလောင်းတော်မြတ်ကိုဘွားကနေတွေ့မြင်ရတော့အိမ်တို့ပြန်ပြေးကတထေးကတော်ဤသူစားတာအားအံ့ဩစွာတွေ့မြင်ရပုံကိုဝမ်းသာအားရပြန်ပြောနေတော့အံ့ဩဖွယ်ချင်းရာများကိုကြားရတဲ့တထေးကတော်သူစားတာသည်အလွန်မင်းဝမ်းမြောက်ဝမ်းသာဖြစ်ပြီး
ကျိုမပုံနာကိုဆုလံများစွာပေးသနာပြီးသမီးအကြီးအရာတို့တင်းမြောက်ခါဂုံပြုတ်မြောက်စားလေတော့လေနှုတ်ကနာဆွမ်းချဲဖို့ရຫນွေကျူပင်များကျွေးမွေးထားတဲ့80မြောက်သောနွားမများရဲ့နှုတ်ရည်ကိုယူကားကျိုးချစ်လေသောခါနာဩဇာလေးပါအသင့်ချေပြီးတော့ကနာနုစွမ်းကိုသာအဖို့တသိထိုက်ပါတဲ့ရွှေခွက်တွင်မှာဝါပတတအမြန်ထဲကတထေကတော်ကြီးကိုယ်တိုင်ရွက်ခါဆောင်ရောက်ချမ်းရန်လာအခမ်းနားနဲ့ရောင်မီရောက်အောင်လားအလောင်းတော်မြတ်ကိုတွေ့တော့ခါရိုးကျိုးလွှာစေရနာထက်တန်နာဆွမ်းတို့ကနာရှိခွက်ပါလူရာအကြီးကတော့သူစားတာလေကနာနိုစွမ်းချစ်ရန်အတွက်ရှေးရခင်ကလေးကຫນွေကျူတော်မှလှုပ်ကြောင်း၍ຫນွေကျူပင်များကျွေးမွေးထားတဲ့နွားမအကောင်တစ်ကောင်မှညှစ်ယူတော့နှုတ်ရည်များတို့ကိုအခြားနွားမ900တို့ကိုတက်ကျွေးလေ၎င်းနွားမ900မှညှစ်ယူတော့နှုတ်ရည်ကိုနောက်နွားမ250အားတက်ကျွေးလေဤကဲ့သို့အစစ်စစ်ပြုလုပ်ခဲ့ရာ80မြောက်သောနွားမ10ကောင်မှနှုတ်ရည်တို့ကိုယူပြီးကနာနိုစွမ်းချစ်လေသည်ကနာနိုစွမ်းချစ်ရမှာမြမတရားနှံ့များကလည်းနှံ့ဩဇာများထက်ကြလေအသင့်ချက်ပြီးတော့ကနာနိုစွမ်းကိုအဖို့တသိန်းထိုက်တန်တဲ့ရွှေခွက်မှာထည့်ယူပြီးတထေးကတော်ကြီးသူ့ဇာတာကိုယ်တိုင်ရွက်ခါအဆောင်ရောင်ချမ်းရပြီးအခမ်းအနားနဲ့လာ၍ညောင်ဆောင်နတ်မင်းအမတ်ဖြင့်အလောင်းတော်အားကနာနိုစွမ်းကိုရွှေခွက်နှင့်တကွာလူထမ်းလိုက်ပါတော့၏အလောင်းတော်အရှင်မြတ်မှာဆွမ်းတော်ကနာရွှေခွက်ပါခံယူရမှု၍မြင့်နေရင်စရာကြွမြန်းပါလို့ရှေးရှေးဖျားလောင်းများစင်တရဲ့ချိုးရာကပဋိဋ္ဌိတရေစိတ်မှာအရှင်မြတ်ဆင်း၍သာသံဃာပြည်တော်ခါပြညာပါတဲ့ပင်နှောင်းရိမှာသူစာတလူတောင်းတဲ့နှုတ်ကနာစွမ်းကိုထမ်းသည်စိတ်လောက်ပမာထမ်းသည်စိတ်လောက်ပမာ49လုံးမယုံမဘူး3000တော်မူရာတချီးကတော့သူစားလာတို့ပြန်သွားတော့ခါအလောင်းတော်သည်ကနာနုစွမ်းကိုရွှေခွက်နှင့်ယူဆောင်၍နေရင်သရာမြေကမ်းသို့ကြွားများတော်မူလေသည်ရှေးရှေးဖျားလောင်းတို့၏ဖျားဖြစ်မည့်နေ့တွင်ရေချိုးရာဌာနဖြစ်သောတုပ္ပတိထိတရေစိတ်၌ရေချိုးတန့်စဉ်ပြီးအင်းမြတော်တောမြိုင်ရိပ်၏တနေရာတွင်အရှိအယက်သို့မျက်နာမူပြီးကနာနုစွမ်းကိုဖုံးပေးသုံးဆောင်တော်မူရာထမ်းမိမဲ့အစစ်ပမာဏရှိသောဆွမ်းလုပ်တို့ဖြင့်49လုံးမယုံမပူသောအာဟာရတို့ကိုမျှတာတော်မူလေ၏ထို49လုံးသောကနာနုစွမ်းသည်ဖျားဖြစ်ပြီးတတ္တဟ49ရက်ပတ်လုံးဘောဓိပင်အလိ၌သတင်းသုံးနေထိုင်တော်မူသောမြတ်စွာဘုရားအတွက်49ရက်စာအာဟာရဖြစ်လေသည်ဖုံးပေးသုံးဆောင်ပြီးသောအခါအလောင်းတော်မဟာရွှေခွက်ကိုယူကာကြွားမြန်းပြန်လျာရှေးခင်ဖျားများဤအစင်လာတိုင်းသာဖျားဖြစ်မဖြစ်အတိတ်ထံယူကာနေရင်သရာမြေကျော်မှာရွှေခွက်ကိုမျောလိုက်တော့တာရွှေခွက်ဟာအတောင်80ခန်းမြင့်ညာကိုဆန်းတဲ့ခါဝဲသလုံးမှာမြင့်မြုပ်ခါကာလနဂါမင်းရဲ့ဘုံမိတ်မှမာတီလေးသာအလောင်းတော်မြတ်သည်ကနာနုစွမ်းကိုဖုံးပေးသုံးဆောင်တော်မူပြီးနောက်ငါသည်ယနေ့ဘုရားစင်စီဧကံဖြစ်မည်ဆိုပါကဤရွှေခွက်သည်ရေညာသို့ဆန်တက်ပါစေသာဘုရားမဖြစ်သေးပါကရေစုံသို့မျောပါစေသာဟုဒိဋ္ဌံပြု၍နေရင်စရာမြေကျောသို့ရွှေခွက်ကိုမျောလိုက်လေထိုကမျောလိုက်သောရွှေခွက်သည်ရေစီကိုပြမြစ်လေအရမှရေညာသို့အတောင်80ခန့်မြဆန်တက်သွားပြီးဝဲစလုံး၌မြင့်မြုပ်၍ကာလနဂါမင်းရဲ့ဘုံဘိမှန်၌ပွင့်တော်မူပြီးသောတက္ကုတံကောဏကိုတတ္တပဟူသောရှေးဘုရားသုံးသူတို့၏ရွှေခွက်ကြီးများနှင့်အတန်မီအောင်တိကွေ့တည်ရှိသွားလေတော်သည်
ခါစိတ်နဲ့ညှို့မိုင်းတဲ့တင်ခြင်းတော်မှာအာနာပါနကမ္မထံစီပြန်အားထုတ်ခါညနေစီသာချိန်မှာမဟာဗောဓိပင်ကိုရှေ့ရှုလို့သာကြွမြန်းကြရသုတ္တိယနဲ့တွေ့တာမျက်ရှိစုပ်ကိုလူခံယူကမဟာဗောဓိပင်ကြီးမှာခက်ခင်းလေတဲ့အခါအပရာဇိတပလင်တော်ပေါ်ထွန်းနေတာဘုရားမြတ်စွာရွှေပလင်ပေါ်မှာသဗ္ဗညုတရွှေဉာဏ်ကိုဧကံပင်ရလေတာရွှေဘက်ကိုမြင့်ရည်ကျော်သို့ရောက်ပြီးတော့အခါအလောင်းတော်သည်အင်းကြီးတော်ဤတိတ်ဆိတ်ငြိမ်သက်သောနေရာတွင်ဇန်တရားကိုပွားများလျက်လေခင်းအချိန်ကုန်လို့စီပြီးနောက်ညနေကျမ်းတွင်နတ်များခင်းထားသောလမ်းဖြင့်မဟာဗောဓိပင်သို့ကြွများရာလမ်းတွင်မြတ်ချမ်းသမားတုတ္တိယနှင့်တွေ့လို့လှူဒန်းလိုက်သောမျက်ရှိစုပ်ကိုယူပြီးမဟာဗောဓိပင်သို့ရောက်သောအခါပင်ရည်ရင်းလိုမျက်ရှိစုပ်ကိုကျဲဖြန့်လိုက်ရာအပရာဇိတပလင်တော်ကြီးပေါ်ပေါက်၍လာပါတော့သည်ချိုးရနာပလင်မော်တွင်ဖျားမဖြစ်သမျှငါမထဟုဒိဋ္ဌံပြု၍ထက်ဝဲဖွဲ့ခွေနေထိုင်တော်မူပြီးတရားအထုတ်တော်မူသောအခါနေမဝင်မီမှန်၅ပါးကိုအောင်မြင်၍နာနှင့်အရုံတက်ချိန်တွင်သစ္စာလေးရတရားမြတ်ကိုပိုင်းဖြတ်ကုန်စည်သိမြင်တော်မူသောဘုရားရှင်စစ်ဧကံဖြစ်ပါတော့သည်သူဇာတာကနာနောဇံကိုလူရန်ရဲ့အကျိုးမှာချိုးစွမ်းကိုဖုံးပြီးပြီးတဲ့အခါသစ္စာလေးရတရားတော်မြတ်ကိုအမှန်သိလေတာဘုရားရှင်ရဲ့အမျက်ဆုံးပထမစွမ်းပါသူဇာတာကနာနောဇံကိုဒူရန်ရဲ့အကျိုးမှာထိုစွမ်းကိုဖုံးပြီးပြီးတဲ့အခါသစ္စာလေးရတရားတော်မြတ်ကိုအမှန်သိလေတာဘုရားရှင်ရဲ့အမျက်ဆုံးပထမစွမ်းပါမဟာဗုဒ္ဓဝင်မှာအထင်ရှားရှိတာမို့အလွန်ပင်မြတ်တဲ့လူမင်္ဂလာခဏနိုးစွမ်းတာဤကအလုံးမကြီးသူဇာတာတတိကတော်ကြီးသူဇာတာရဲ့ခဏနိုးစွမ်းကိုအလောင်းတော်များဖုံးပြီးသုံးတော်ရတဲ့အတွက်ဒုက္ခရသီရိယာကိုပင်မစွာကျင့်ကြရပုံခန်း၆တွင်နေသောအသွေးသားနဲ့အားတော်တို့သည်ဉာဏ်ရည်ပြီးဖြိုး၍သစ္စာလေးပါးမြတ်တရားကိုသိမြင်တော်မူပြီးသဗ္ဗညုတရွှေဉာဏ်တော်ကိုရလို့ဘုရားဖြစ်တော်မူလေ၏ဒါကြောင့်အကျိုးတို့အမြတ်ဆုံးစွမ်းဟုဘုရားရှင်ကိုယ်တော်တိုင်ကဟောကြားတော်မူခဲ့ပါသည်ဗုဒ္ဓရဲ့အမြတ်ဆုံးပထမစွမ်းဖြစ်သောတတိကတော်ကြီးသူဇာတာရဲ့ကဏ္ဍတို့စွမ်းလှူဒန်းမှုအာယုတို့နှလုံးသွင်းလှူဒန်းခြင်းပြုပါကတတိကတော်ကြီးသူဇာတာတို့အမြတ်ဆုံးဆွမ်းမာကြီးဆွမ်းတကာကြီးများဖြစ်ကြသည်ကိုတောတာရှင်သူတော်စင်အပေါင်းတို့ကောင်းကျိုးမျှော်ကို၍တိုက်တွန်းနှိုးဆော်တတ်ရပါတော့သည်သူဇာတာကဏ္ဍတို့စွမ်းကိုလူရန်ရဲ့အကျိုးမှာထိုစွမ်းကိုဖုံးပေးပြီးတဲ့အခါသစ္စာလေးရတရားတော်မြတ်ကိုအမှန်သိလေတာဘုရားရှင်ရဲ့အမြတ်ဆုံးပထမစွမ်းပါသူဇာတာကနာနောဇံကိုလူရန်ရဲ့အကျိုးမှာထိုစွမ်းကိုဖုံးပြီးပြီးတဲ့အခါသစ္စာလေးရတရားတော်မြတ်ကိုအမှန်သိလေတာဘုရားရှင်ရဲ့အမြတ်ဆုံးပထမစွမ်းပါမဟာဗုဒ္ဓဝင်မှာအထင်ရှားရှိတာမို့အလွန်မြတ်တဲ့လူမင်္ဂလာကနာနိုးစွမ်းတာဤကအလှအမာကြီးသူသာတာစေရနာဝေဖြာစေရနာဝေဖြာတရားအလုံးနဲ့လွှမ်းယူမိုးပါလို့မဟာတို့ရဲ့စွန့်လူအကျိုးတကောမှန်မြင့်ပြီမို့ပန်တရားစိန်လမြိုင်ရဲ့ဒိုးတန်ကိုခွင်း
မချမ်းသာတဲ့ဝမ်းစားဖို့ညွှန်းလို့တဝင်းမြမချမ်းသာတဲ့ဝမ်းစားဖို့ညွှန်းလို့အထင်ပေါက်ရေခန့်ငွေတရားကိုကွယ်ထင်ပေါက်ရေခန့်ငွေတရားကိုကွယ်ထင်ခွေရေခန့်ငွေတရားကိုကွယ်စေရနာဆွမ်းဖို့ရည်စုစေရနာဆွမ်းဖို့ရည်စုသွင်းမြောက်ဖို့ရာထင်းပေါက်လို့ရှာတဲ့မြတ်ဘောဇနာသွင်းမြောက်ဖို့ရာထင်းပေါက်လို့ရှာတဲ့မာတို့ရဲ့ရွေးပဲဗျာမာတို့ရဲ့ရွေးပဲဗျာမဟာတို့ရဲ့ရွေးပဲဗျာရွှေနေစာလူကြီးမော်လဲလူကြီးမို့လဲ
ထိမ်မကြီးတဲ့မိဗလာရောက်ဟာအနည်းတော်မောင်မဲမိအိမ်မင်းတို့တဲစုပ်ပေါ်မှာမိအိမ်မင်းတို့တဲစုပ်ပေါ်မှာအမွေအနုကတော်မျိုးနေရရှာမှာပဲမျိုးနေရရှာမှာပဲချက်ပြုတ်ခါထားနေတော့ကျုပ်ပြန်ပြေးသွားမယ်ချက်ပြုတ်ခါထားနေတော့ကျုပ်ပြန်ပြေးသွားမယ်ဗျာတက္ကံများနဲ့ကွမ်းရည်ထွေးကငဲဖို့ရကြသေးတက္ကံများနဲ့ကွမ်းရည်ထွေးကငဲဖို့ရကြသေးအိမ်မကြံခဲ့တဲ့မွေးကညရဲ့အိမ်မကြံခဲ့တဲ့မွေးကညရဲ့အိမ်မကြံခဲ့တဲ့မွေးကညရဲ့ဟိုတဲ့ဒီတဲ့မှာငါပါတော့လေငါပါတော့လေစိတ်ပြောအလုံးညာတကကြွရင်မော်ဒီမျက်စိတော်ရရင်မလွဲအလုံးညာတကကြွရင်မော်ဒီမျက်စိတော်ရရင်မလွဲဆင်းရဲပြီမဲ့တရားပြူသည်ဆင်းရဲပြီမဲ့တရားပြူသည်ဆင်းရဲပြီမဲ့တရားနဲ့ကိုပြူသည်ငါလုံးလုံးသမှုရှိနေပါပဲအလိုရငါလုံးလုံးသမှုရှိနေပါပဲရှိနေပါပဲ
နဲ့မဟာဒုတ်ရဲ့ဖြူစေရနာသဘုံမြေမှာအလောက်ဆရာပဲသဘုံမြေမှာအလောက်စီရဲ့မဟာဒုတ်ရဲ့ဖြူစေရနာဆင်းရဲပေးမဲ့လူတန်းတပြားသူ့ဝမ်းစာတော်မငဲ့ကွယ်ဘူးသူ့ဝမ်းစာတော်မငဲ့ကွယ်ဘူးဆင်းရဲပေးမဲ့လူတန်းတပြားထေခွေရိခန့်ငွေကြတပြားထေမြတ်တန်ဃာလူဖို့စိတ်ကူးထေမြတ်တန်ဃာလူဖို့စိတ်ကူးထေခွေရိခန့်ငွေကြတပြားဤစိတ်ကူးနဲ့ဘဝထိတ်ထံရပိယမံရပြီမလွဲညပိမံရပြီမလွဲဤစိတ်ကူးနဲ့ဘဝထိတ်ထံမဟာတို့ရဲ့သရတရားမံမြတ်ဗျာဧကံသိလို့ပါပဲမြတ်ဗျာဧကံသိလို့ပါပဲမဟာတို့ရဲ့သရတရားမံသရလုံးနဲ့လက်စိတ်ပြာမြတ်သိတကာမဟာတို့ပါပဲမြတ်သိတကာမဟာတို့ပါပဲသရလုံးနဲ့လက်စိတ်ပြာမဟာတို့ရဲ့ဌာနမှာပဂသနာမပါလူတဲ့လူပွဲပဂသနာမပါလူတဲ့လူပွဲမဟာတို့ရဲ့ဌာနမှာသိချီကုန်းနဲ့ဌာနဟုံးပဂသနာကုန်းမဖြစ်စေနဲ့ပဂသနာကုန်းမဖြစ်စေနဲ့အသေးချီကုန်းနဲ့ဌာနဟုံးဘုံပဂသနာယူရမှာပြုသသရာစေရနာပါပဲပြုသသရာစေရနာပါမယ်ဘုံပဂသနာယူရမှာခေမာတောင်းဟေလာမောင်တို့ဝါဇောဝိတံငယ်မရောက်ကိမို့ဇောဝိတံငယ်မရောက်ကိမို့ဇောဝိတံငယ်စောစီစွာလွမြောက်လို့ငြိမ်းစောစီစွာလွမြောက်လို့ငြိမ်းလွမြောက်လို့ငြိမ်း
ရောက်မည်နာမမလွဲလမ်းကြရထက်နှက်ပြီဘောရောက်မည်နော်မမလွဲဆွမ်းလူဝဲချစ်တဲ့ညာစီဆွမ်းလူဝဲဆင်နွဲအောင်ကြီး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 အောင်မအောင်စီတိရချိန်တဲ့အောင်မအောင်စီတိရချိန်တဲ့နလူတာရုခေါ်တာမစဲမဟာတက္ကရိတော်148ခုနှစ်မှာနောက်ဆုံး10လဗုဒ္ဓမြတ်စွာဝေလူဝရွာမှာဝါကတော်မူပြီးတော့အခါအမြို့မြို့အနေနဲ့ရွာကြီးရွာငယ်လဲလဲ၍သာဒေသစာရီကြွချီတော်မူရာရှင်အာနန္ဒာနှင့်တကွာယဟန္တာများစွာချမ်းရငါဘာဝပြည်သို့ရောက်တော်မူလေရာညစေးရောင်တွေဝေပြလွန်စွာအေးမြအရေးအဝါသကောင်းပါတဲ့စုံရတကြွေရဲ့တရဥယျင်မှာဘုရားရှင်ကိုကြီးညိုတရာပွားပြီးကဆောက်လို့လူရန်ထားတဲ့ကျောင်းတော်ကြီးရှိခဲ့လေရာဗုဒ္ဓမြတ်စွာထိုကျောင်းတော်ဝိဟာမှာယဟန္တာများစွာနဲ့သာတရင်သုံးတော်မူလေရာဗုဒ္ဓရှင်တော်မြတ်ဖရာသည်45ဝါမြောက်ရောက်သောမဟာတက္ကရာတော်148ခုနှစ်တွင်ဝေလူဝရွာငယ်မှာဝါကတ်တော်မူပါပေ၏ဝါလာကင်းလွန်တရင်ကျွတ်သောအခါအမြို့မြို့အနေနဲ့ရွာချင်းရွာငယ်လှဲ့လေတော်မူပြီးဒေသစာရီကြွချီတော်မူကားတတ္တဝါအပေါင်းတို့အားတရားရည်အေးအမြိုက်ဆေးတို့ကိုတိုက်ကျွေးတော်မူလာခဲ့ရာ10လပြည့်ရန်ရက်ပိုင်းအလိုမှာပါဝါပြည်သို့ရောက်တော်မူလေ၏ပါဝါပြည်၌တထေးတကြွယ်ဖြစ်တဲ့ရွှေပရိန်လေသားစုံနာရဲ့တရက်ဥယျာဉ်တွင်ရှိကျောင်းတော်ကြီး၌ဖယားရှင်သည်ယဟန္တာများစွာနှင့်တည်င်းသုံးကနေတော်မူပါသည်ဟ
ပရိဆရာကြောင်းဒါယကစုံနာတဲ့ကျွဲမှာသေဥရဲ့တွင်မှာရှင်တော်မြတ်ဖရာတရေသုံးနေကြောင်းကိုကြားသိရတဲ့အခါလွန်စွာဝမ်းသာပိဋိသောမနတရွှင်လန်းကြည်စွာမြတ်စွာဘုရားတရေသုံးရာရွှေကျောင်းတော်ဝိဟာတို့သာအချွေရံများနဲ့ဘုမျော်ရန်ရောက်လာဒေသနာတော်တရားများကိုနာကြားရွှင်ပြုံးจิตသုံးဆောက်တီကနှက်ဖန်ကတပည့်တော်ဆွမ်းကိုလက်ခံပါလို့ထူခဲ့တဲ့တရားနဲ့သာလျှောက်ထားပြန်သောအခါဘဂဝါမြတ်စွာစိတ်စိတ်လေးကပြင်းဖိတ်ချက်ကိုလက်ခံတော်မူရာပရိနိဗ္ဗာန်ဆုံးနာတဲ့ကျွေသည်သူလူရန်ထားသောတည့်ရဲ့ဥယျာဉ်တွင်ရှိကျောင်းတော်ကြီးမှာမြတ်စွာဘုရားနှင့်တန်ဃာတော်များရောက်ရှိကာတရင်သုံးနေကြောင်းကောင်းမြတ်သောတရင်စကားကြားရ၏အာရဝန္တာရှိလာသဖြင့်ဘုရားရှင်ထံမောက်သို့အရောက်သွားလျက်သူ့အိမ်သို့ဘုရားရှင်နှင့်တန်ဃာတော်များကြွရောက်တော်မူပြီးမနေ့ဖြန်ကနန်းနဲ့ဆွမ်းကိုဖုံးပေးတော်မူဖို့ရန်တောင်းပန်လျှောက်ထားလျာစိတ်စိတ်နေခြင်းအပြင်ဘုရားရှင်သည်စုံနာတတွေအားခွင့်ပြုတော်မူလိုက်ပါ၏ပရိနိစုံနာသည်ဘုရားရှင်ကလက်ခံတော်မူသည်ကိုသိ၍နှစ်ချိတ်ဝမ်းသာပြီးပြဖြာလျက်ဘုရားရှင်အားအယိုသေးပြုရှိခိုးပြီးအိမ်သို့ပြန်သွားလေတော့သည်နန္နမောတောအလင်းရောက်ချိန်မှာရသယနာပြည့်စုံလာတဲ့ဘောဇင်များနဲ့သာသူကရမတဝဝတ်ပြူသားကိုအထူးစီမံကချက်ပြုတ်ပြီးတော့အခါဘုရားရှင်နဲ့ယဟန္တာအပေါင်းကိုသုံးရတဲ့ကျွဲကိုယ်တိုင်ပြည့်ဆောင်ကအိမ်တို့ရောက်တော့အခါဗုဒ္ဓမြတ်စွာတကားဆောင်တဲ့မိတ်မထာကနုညံသောဝတ်ပြူသားကိုဘုရားတပါးဒီဆက်ကလူတန်းပါအချမ်းသာဘောဇင်များနဲ့ယဟန်တန်ဃာတွေအားလူတန်းလူကြွေးပါဤဝတ်ပြူသားသည်ဘုရားမလွယ်၍မြမနာလူတတ္တဝါဟူသည်များစာမကြည်ညက်နိုင်ပါကျွင်းကြံတဲ့ဝတ်ပြူသားကိုတွေ့တူမြုပ်ရန်မိန်တော်မူလေရာနောက်တနေ့နန်းနဲ့မိုးတောင်အလင်းရောက်သောအခါရွှေပရိသီစုံနာရဲ့အိမ်တွင်ဖះရှင်နှင့်တန်ဃာတော်များရောက်ရှိ၍ပရိသတ်တွေပါစုံလင်နေပါပြီကောင်းမွန်စွာဆက်ကလှူဒါန်းရန်စီမံထားသောသူကရမတ္တဝဝက်ပြူသားကိုမြတ်ဖះမှလွဲပြီးအခြားသောလူနာမြမတတ္တဝါတို့အစာကျင့်ညက်ဖို့ရမမြင်၍ဖះရှင်တစ်ပါးသည်သာဖုံးပေးသုံးဆောင်တော်မူမည်အကြောင်းမြတ်စွာဘုရားကမိန့်ကြားသဖြင့်စုံနာသည်ဖះရှင်တစ်ပါးသည်သာဝက်ပြူသားဆွမ်းဆက်ကလှူဒါန်းလေ၏ကျမ်းနဲ့ယဟန်တန်ဃာတော်များအတွက်တော့ရတယနာပြည့်စုံစွာဖြင့်စီမံပြုလုပ်ထားသောအခြားသောဘောဇင်များဖြင့်ဆက်ကလှူဒါန်းပြီးကျွင်းကြံတဲ့ဝက်ပြူသားတွေကိုတော့ဖះရှင်ရဲ့အမိန့်အရစုံနာတကြွယ်ကိုယ်တိုင်တွင်းတူး၍ညှုတ်ပစ်လိုက်ပါတော့သည်စုံနာတကြွယ်လှူတဲ့ဆွမ်းကိုဖုံးပေးသုံးဆောင်ပြီးတဲ့အခါကုတ်သိမ်နာယုံပြီးမာလာမင်းတို့အင်းကြီးဥယျာဉ်ကိုယဟနာပေါင်းချမ်းရံကကြွမြန်းတော်မူရာရှင်တော်ဗုဒ္ဓမြတ်စွာလမ်းခရီးအကြာမှာဝမ်းသွေးသူသည်ယောဂပြင်းထန်စွာဖြစ်ပွားလေရှာဝေဒနာကိုသိခံတော်မူ၍မြတ်ဗုဒ္ဓမဟာအာတော်တည်၍ဆင်ញင်ကမြန်းကြွရာကုတ်သိမ်နာယုံရောက်ခဲ့လေရှာပရိနိစုံနာရဲ့ဆွမ်းကျွေးအလူပွဲတွင်အနုမောဒနာတရားများဟောကြားတော်မူပြီးညီတော်အာနန္ဒာနှင့်ယဟန္တာများခြံရံလျက်ကုတ်သိမ်နာယုံသို့ကြွသွားတော်မူရာလမ်းခရီးတွင်ဘုရားရှင်သည်ဝမ်းပြည့်သွေးသွန်ယောဂဖြစ်ပွားတော်မူသည်ဒုဝေဒနာရဲ့တံကိုသိခံတော်မူပြီးခရီးဆက်လေသည်
ပါဝါပြင်းတဲ့ကုတ်တုံနာဦးကြီးဟာသုံးစာဦးမြခီးကွာဝေးပါတော့လေဝေဒနာကပြင်းထန်လွန်းသည့်အတွက်လမ်းခရီး၌ဘုရားရှင်သည်ညီတော်အာနန္ဒာအားရေကြီးတော်များအရှာခိုင်းပြီးတောက်သုံးတော်မူကား25ကြိမ်တိုက်တဲ့အနားယူနေခဲ့ရပါပြီညီတော်အာနန္ဒာနှင့်ယဟန္တာများရဲ့ဖေးမှကူညီမှုဖြင့်ရှင်တော်မြတ်ဘုရားသည်အားတော်တင်၍ပြင်းညင်းစွာကြွတော်မူလာခဲ့ရာဘုဒ္ဓနာယုံမာလာမင်းတို့ရဲ့အင်းညင်းတော်သို့ထိုနေ့ညနေဆောင်မှရောက်တော်မူရရှာလေသည်ထိုနေ့သည်မဆုံလပြီအင်္ဂါနေ့ဖြစ်ပေ၏ဆုံးသမှုတကွင်းမှာနှုံးတူမရှင်းသာလူလက်မြမတတ္တဝါများတို့၏မိမ့်မတဲ့ကျွေကိုတရားမြိုက်စီနဲ့တိုက်ကျွေခဲ့ယူသုံးလူထိုးထားတရားမြစိတ်တွေရာ80ဝါတော်45ခါရိမန်တွေနှောင်းပွင့်မောင်းဆုံးစွာကဆုံလာပြေအင်္ဂါနေ့မှာဟန္တာဒါနိဘိက္ခဝေအမန္တရားမိဟောဝယဓမ္မသင်္ခါရအပမဒေနသံပါရိထဒီဩဝါဒဏီကုန်းချုပ်ကိုယဟန်တော်ပေါင်းအားမိတ်ကြပြီကညံ့နောက်ဆုံးရာချိန်မှာမဟာကရုဏာသခင်ရှင်တော်မြတ်ဖရာမလာမင်းတို့အင်းကြီးဥရဲ့အတွင်မှာမြောက်ရသောအုပ်ခေါင်းပြူကပြိဋိဘံဝိသံချုပ်ငိမ့်ခန္ဓာဇသိမ်းတော်မူလေရှာကုတ်တိန်နာယုံမာလာမင်းတို့ရဲ့အင်းချင်းပင်စုံကြားတွင်ဖယားရှင်၏အမိန့်တော်အရရှင်အာနန္ဒာပြင်ဆင်ခင်းကျင်းထားအပ်သောညောင်ဆောင်ပေါ်ဝဲမြောက်အရသို့အုပ်ခေါင်းပြူကလက်ရနန်းဆောင်ဖြင့်လဲလျောင်းတော်မူရင်းညီဥယံတွင်မာလာမင်းတို့ကိုတရားရည်၏အမြိုက်ဆေးတို့ကိုတိုက်ကျွေးတော်မူပါ၏မြင့်လေရမှာသုဗ္ဗဒပရပိုက်ကြီးအားချွေချွတ်တော်မူပြီးမြင့်၏နောက်ဆုံးရချိန်မှာတော့တပြည့်သာဝကအပေါင်းတို့အားဟန္တာဒါနိဘိက္ခဝေအာမန္တယာမိဝောဝယဓမ္မသင်္ခါရအပမာရေနတံပါရိထဟုသောဂါထာ